အားလုံးပဲမင်္ဂလာပါအခုပြောပြပေးသွားမယ့်အကြောင်းအရာလေးကတော့ရုပ်ဆိုးလို့ပြင်ထားပေမဲ့စိတ်ထားလာသူနဲ့ရုပ်လှပေမဲ့စိတ်ထားပြင်စရာလိုအပ်သူတွေအကြောင်းကိုရိုက်ကူးထားတဲ့ကိုရီးယားအချစ်စီးရီးပဲဖြစ်ပါတယ်စီးရီးတဲ့ကဇက်ကောင်တယောက်ကမိတာဖြစ်ပါတယ်သူဟာသူများတွေရဲ့ရုပ်ရည်တွေကိုချိန်တိုင်းကဲဖြတ်နေမိတယ်ရုပ်ရမ်းဆိုးတဲ့အတွက်မိဖြစ်သူက plastic surgery လုပ်ပေးတယ်မိတာငယ်ငယ်တုန်းကဝပြီးတော့ရုပ်ဆိုးတယ်တမ်ဘော်ရီရဲ့လှောင်ပြောင်ခြင်းကိုခံရတဲ့အတွက်ဝိတ်ချပြီးစာပါကြိုးစားတယ်အတန်းထဲမှာဆင်းတက်ကြပြီးတဲ့နောက်ကိုယုံကြည်မှုပြန်ရှိလာတယ် crush ကိုရည်စားစကားတွားပြောတဲ့အခါရုပ်ဆိုးလို့ငင်းခံရတယ်ရန်ကိုကြေကွဲသွားတဲ့အတွက်ကိုတက်သေးဖို့ထီတောင်တွေးမိသွားတယ်လက်ရှိမှာတော့ခွဲစိတ်ပြီးတဲ့မျက်နှာအသစ်နဲ့စိတ်သစ်လူသစ်နေထိုင်ဖို့အမေကတိုက်တော်နဲ့တက္ကသိုလ်ပထမဆုံးတက်ရမယ့်နေ့မှာရမွေးဆွတ်သွားတယ်သူရဲ့လှလှပပမျက်နှာကိုကြည့်ပြီးယုံကြည်မှုရှိလာတယ်မီတာရဲ့လက်တန်းထဲကအချစ်ဆုံးတငယ်ချင်းကဟွန်ကျိုးမဲဖြစ်ပြီးတက္ကသိုလ်ရောက်တဲ့အထိပေါင်းနေစေပါပဲကျောင်းသားတော့လည်းမီတာကလှလို့ကောင်လေးတွေကဝိုင်းကြည့်ကြတယ်ရုပ်ဆိုးလို့ဝိုင်းကြည့်နေတာလို့မီတာကထင်လွဲနေစေပါပဲကောင်လေးတယောက်ကဖုန်းနံပါတ်လာတောင်းတော့အတွေ့အကြုံမရှိတဲ့အတွက်ပောက်ကြရတွေပြောမိသွားတယ်လူသစ်စုဆောင်ရေးဖွဲ့ကိုသွားတဲ့အခါအားလုံးကမီရာရုပ်ရည်ကိုချီးကျူးနေကြတယ်အဲ့ချိန်မှာပဲစူအာလို့ခေါ်တဲ့လုံဝခွဲစိတ်ထားတဲ့လှဆင်းတဲ့မိန်းကလေးတယောက်ရောက်လာတယ်ဒါအပြင်သူတို့ဓာတုဗေဒဌာနကိုကြောင်စောလို့ခေါ်တဲ့ရန်ကိုချောတဲ့ကောင်လေးတယောက်ရောက်လာတယ်ဓာတုဗေဒမိကြကကျောင်းသားကျောင်းသူအစ်တွေဟာမိတ်ဆက်ပွဲလုပ်ရပါတယ်စီနီယာတွေကသူတို့ကိုသူတို့ရင်မိတ်ဆက်တယ်ကြောင်စောကိုကြည့်ပြီးသူလေလန်းတုန်းကတီးခဲ့တဲ့ကြောင်စောနဲ့လူချင်းတူတူဟုတ်မဟုတ်မီရာကသိချင်နေတယ်စီနီယာတွေထဲမှာနှာဘူးရမ်းထားတဲ့ခြံဦးဟာမီရာနာရောက်လာပြီးပုတိပုတက်လောက်ခါမီရာရဲ့ကောင်လေးဖြစ်ချင်ကြောင်းတက်ပြောတယ်ဂိမ်းစားတဲ့နေရာမှာမီရာကရန်တော်တဲ့အတွက်တယောက်တည်းအစွမ်းပြမဲ့ပွဲမှာမီရာကိုတာဝန်ပေးလိုက်တယ်ချီတုံချတုံဖြစ်နေတဲ့အတွက်ဟွန်ကျိုးစီကိုဖုံးဆက်ပြီးကြိုးကြောင်ပြပြတယ်ဟွန်ကျိုးကတော့ဘာကုန်းမှဂယူးမဆိုင်ပဲကဲပြစ်လိုက်ဖို့တိုက်တွန်းတယ်ဒါကြောင့်ပဲမီရာကအလုံးရှိမှဒီစကိုကတွေကပြလိုက်တယ်မီရာရဲ့ကပုံတွေကိုကြည့်ပြီးသူရင်တော့ကတီးခဲ့တဲ့မီရာဖြစ်မှန်ကြောင်စော့ကမှတ်မိသွားတယ်အားလုံးကဝိုင်းရပေးတာခံရတဲ့ပြင်ခြံဦးကလည်းဇက်တိုက်ကတ်နေတယ်စိတ်ပြေလက်ပြောက်ပြင်ကိုထွက်လာတဲ့အခါမိကဖုံးဆက်တော့အားလုံးကဝိုင်းချစ်နေကြတဲ့အကြောင်းပြောပြီးငိုကြွေးမိတယ်စီနီယာမမတ်တွေကလည်းကြောင်စော့ကိုစားဖို့ဝါဖို့ပြင်နေပါပြီဆူအာကကြောင်စော့နာကိုကပ်ပြီးထားတွေပေးပေမဲ့ကြောင်စော့ကချစ်ဖြစ်တယ်မီရာရဲ့ဖေကသမီးကိုဗီဒီယိုကောခေါ်တဲ့အခါစီနီယာလို့ထင်လဲသွားတယ်မီရာပလတ်စတစ်ဆာဂျူရီလုပ်လိုက်တာကိုအဖေကအခုထိမသိသေးပါဘူးမိမဖြစ်သူကလည်းမျက်နှာကိုခွဲစိတ်လိုက်ကြောင်းပြောဖို့ခွင့်ရေးကိုရှာနေသေးပါပဲမိုင်နေတဲ့မီရာနာကိုခြံဦးကရောက်လာပြီးခန်းတစ်ခုတည်းကိုနားဖို့ခေါ်သွားတယ်တကယ်တော့မကောင်းကြံချင်တာပါကံကောင်းစွာနဲ့ကြောင်စော့ကရောက်လာပြီးသူ့ကိုပိတ်ကန်ပစ်လိုက်တယ်လေတန်းအတူတက်ခဲ့သလားလို့မေးတဲ့အခါမှာမီရာကိုမေးလာတယ်ကြောင်စော့ကအခုလိုပဲလေတန်းတွေကရုပ်ချောခဲ့ပါတယ်ဘာအကြောင်းကြောင့်မှမသိပေမဲ့နောက်တော့အကြောင်းပြောင်းသွားခဲ့တယ်ဒီအကြောင်းကိုအဆောင်ပြန်ရောက်လာတော့ဟွန်ကျုံကိုရင်ဖွင့်နေကြောင်စော့ကသူ့ရဲ့ပေါ်တာယူချင်းကိုဆင်းုံဆင်းဖို့ကူပေးတယ်ယူချင်းကဘီယာဆိုင်ဖွင့်လာတာပါဘီယာတူတူတောက်ပြီးတဲ့နောက်သူတို့မိသားစုကျောင်းတွေကိုရင်ဖွင့်ပြတယ်ကြောင်စော့ရဲ့ဖေကနိုင်ငံရေးလောကတွေကိုဝင်တော့မေရအောင်ဖះကျောင်းတွေဖုန်ကြီးကျောင်းတွေကုန်သွားတယ်မီရာရဲ့ဖေကသမီးကိုတွေ့ဖို့လာတဲ့အခါမီရာကအမှန်တိုင်းပြောလိုက်ရပါပြီမီရာကိုရှေ့တိုင်းချစ်နေတဲ့ဖေကခွဲစိတ်လိုက်တာကိုခုချိန်ထိလက်မခံနိုင်သေးပါဘူးဖေကခါခါတီးတီးဆက်ဆက်လို့မီရာခမငိုကြွေးမိပါပြီတက္ကသိုလ်ပထမဆုံးစတက်ရမယ့်နေ့မှာသူထိုင်မဲ့ခုံနေရာကိုခြံဦးကကြိုရောက်နေတယ်နေ့လယ်စာတူတူစားဖို့ချိန်တဲ့အခါမတက်တာပဲလက်ခံလိုက်ရတယ်ရီစားစကားထပ်ပြောတော့မီရာကထမင်းနေကုန်နဲ့အင်တာကိုခဏသွားနေတော့ဆူအားရောက်လာပြီးခြံဦးကိုရင်တုံးကသဘောကျနေသလိုလိုဘာလို့ပြောလိုက်တယ်စီနီယာမမတ်ကလည်းကြောင်စောစီကိုသွားပြီးတော့ဖလစ်တယ်မီရာအင်တာကပြန်လာတဲ့အခါခြံဦးကတကယ်သဘောမကျကြောင်ပြောပြီးထွက်သွားတယ်။ကျောင်းသုံးကိုမြင်နေရတဲ့ကြောင်စောကမြင်ကတ်တဲ့အတွက်ခြေထိုးခံလိုက်တယ်။ပြဿနာဖြစ်မဲ့ချိန်တွေကိုမီတာကဂျားဝင်တာလိုက်တယ်။မီတာကအမြန်ထွက်ပြေးသွားတဲ့ချိန်ရမွေးပလင်းတပလင်းကအောက်ပြုတ်ကြတယ်။ချန်ဦးကစူအားကိုသဘောကျတဲ့အတွက်ထားရီသွားပြပြန်တယ်။ဆာကသဘောကျခဲ့ပေမဲ့မီတာကသဘောကျနေတဲ့အတွက်မဖြစ်နိုင်တော့ကြောင်ပြောလိုက်တယ်။စူအားကစကားပြောကောင်းတဲ့လူဖြစ်တဲ့အတွက်မီတာကတော့နတ်သမီးလေးတယောက်လိုထင်နေမိတာပါ။ဓာတုပိဒလက်တွေ့လုပ်ငန်းဖွဲ့တဲ့နေရာမှာမီတာကြောင်စောနဲ့စူအားတို့ကတခြားတငယ်ချင်း၃ယောက်နဲ့တူတူတဖွဲ့တွေကြာသွားတယ်မီရာကိုဆူအာကအဖွဲကောင်းဆောင်လုပ်ခိုင်းမိမယ်ကြောင်စော့ကသူပဲလုပ်လိုက်ပါတယ်ဆူအာကတော့နှုတ်မှတ်တဲ့သူဖြစ်လုံးလို့ဖို့ခွင့်တောင်းတယ်ကြောင်စော့ရဲ့နားကိုဆူအာကလိုက်ကပ်နေပေမဲ့ကြောင်စော့ကတော့မီရာနဲ့ပဲစကားပြောတယ်ဒါကိုမြင်ပြီးဆူအာကတဝင်းနေတူနေတယ်ကြောင်စော့ကမီရာပြုတ်ကျခဲ့တဲ့ရမွေးပလင်းကိုပြန်ပေးတယ်လေတန်းတုန်းကလည်းအဲ့ဒီရမွေးကိုဆုတ်ခဲ့တာကိုကြောင်စော့ကမှတ်မိနေပါတယ်မတက်တာတဲ့ဆုံးမီရာဟာကြောင်စော့တီးခဲ့တဲ့မီရာဖြစ်မှန်ဝန်ခံလိုက်ပြီးဘယ်သူမှမပြောဖို့ဂတိတောင်းတယ်ယူချင်းကလာကြိုလို့ကြောင်စော့ကလိုက်သွားတော့သူ့ရဲ့တက္ကသိုလ်ကျောင်းသူဘွားဟာလည်းကျောင်းတို့ကလိုပဲပြီးဆုံးသွားမှကိုမီရာကစိတ်ပူနေပါပြီကြောင်စော့ဟာယူချင်းရဲ့ဘာကိုလိုက်သွားပြီးတဲ့နောက်ဆိုင်ဖွင့်ဖို့ပြင်ပေးတယ်မီရာပြောခဲ့တဲ့စကားရဲ့အဓိပ္ပာယ်ကိုပြန်စဉ်းစားနေတယ်ဘာဆက်လို့ရမှန်းမသိတဲ့မီရာကိုဟွန်ကျွန်းကလူသစ်တွေအချင်းချင်းတွေ့ဆုံတဲ့ပွဲကိုတွားခိုင်းတယ်ကြောင်စော့ကအဲ့ဒီပါတီကိုယူချင်းရဲ့ဆိုင်မှာပဲလှုပ်လိုက်ပါတယ်ရက်တောက်ရတဲ့ဂိမ်းမှာကြောင်စော့ကမီရာစာကူတောက်ပေးတယ်ဆူအာကကူတောက်ပေးစေချင်နေပေမဲ့ကြောင်စော့ကမတောက်ဘဲတခြားသူကိုဖော်ကြောင်နေတဲ့ကောင်လေးကယူတောက်လိုက်တယ်ရီစားစကားပါပြောတော့ဆူအာကလူရှိမှပဲညင်လိုက်ရတယ်စီနီယာတွေကဆူအာကိုရုပ်ချောလို့ချင်းမွန်းနေတဲ့ချိန်မီတာကသာလှဆစ်ဖြစ်ကြောင်းခွဲစိတ်မထားကြောင်းပြောပြီးရောက်ပို့လိုက်တယ်မီတာရဲ့မျက်နှာကခွဲစိတ်ထားမှန်းအလုံးကသဘောပေါက်နေတဲ့အတွက်မျက်နှာတွေပြတ်သွားကြတယ်မီတာကလည်းဘာပြောလို့ပြောရမှန်းမသိကြောင်အားဖြစ်နေလို့ကြောင်စော့ကတော့ဆူအာကိုစကားတွေများလို့ဟောက်လိုက်ပါတယ်အင်နာကိုခဏသွားတဲ့ချိန်ဆူအာရဲ့ပလီပလာစကားတွေအောက်မှာမီတာကမျောသွားပြန်တယ်ဆ
စွာကိုသဘောကျနေတဲ့ကောင်လေးကဂယောင်ဆော့ကိုပြင်ကိုခေါ်ထုတ်ပြီးတဲ့နောက်ကြိုက်မကြိုက်မေးကြည့်တယ်ရက်ပြိုင်တော့တဲ့အခါဂယောင်ဆော့ကပဲနိုင်ရသွားတယ်ချန်ဦးကဆူအာစီသွားပြီးတွဲဖို့ပြောတဲ့အခါမှာမီရာအကြောင်းပြောကညင်လိုက်ပါတယ်ဒေါသထွက်သွားတဲ့ချန်ဦးကမီရာစီသွားပြီးဘယ်တော့မှပြန်ကြိုက်တဲ့အကြောင်းနဲ့ခွဲစိတ်ထားတဲ့မျက်နှာကြီးဆိုတာကိုအကုန်သိကြောင်ပိုးစိုးပတ်ဆက်ပြောသွားတယ်ဒေါသထွက်သွားတဲ့မီရာဟာချန်ဦးကိုပတ်ဆိုင်အိမ်နဲ့ရိုက်ပြီးတော့အဆောင်ကိုမြင်ပြန်လိုက်ပါတယ်ဒီမြင်ကွင်းကိုရေကနေဂယောင်ဆော့ကလှမ်းမြင်ရင်ဒီစီတီလေးရဲ့ပထမနှစ်ပိုင်းကတော့ဒီမာရီမဲတခန်းရက်သွားပါတော့တယ်နောက်နေ့တွေမှာတင်ဆက်မဲ့ဗီဒီယိုကောင်းကောင်းလေးတွေကိုကြည့်ရှုဖို့အတွက် channel ကိုပြန်လာဖို့ဖိတ်ခေါ်လိုက်ပါတယ်